အီရန်အနုမြူပုံတီဆောက်တော့မလားအရှိလေပိုင်းဒေသမှာတင်းမာမှုတွေပြန်လည်မြင့်တက်လာနေပါတယ်။ဒီတစ်ချိန်မှာတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေအားလုံးစိုးရိမ်နေတဲ့အကြောင်းအရာကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဖြစ်ပါတယ်။အီရန်ဟာအနုမြူလက်နက်မတိဆောက်ဖို့ကတိပြုထားတဲ့အချိန်မှာအစ္စလမ်တော်လှန်ရေးအစောင့်တပ် IRGC နဲ့နှိစက်တဲ့မီဒီယာတစ်ခုကအီရန်မှာအနုမြူပုံတိဆောက်ဖို့ကလွဲပြီးအခြားရွေးချယ်စရာမရှိတော့ဘူးလို့ရေးသားလိုက်ပါတယ်။ဒီဆောင်းပါးဟာတာမန်အမြင်ဆောင်းပါးတစ်ပုဒ်လားဒါမှမဟုတ်အီရန်ရဲ့မဟာဗျူဟာတစ်ကိုကြိုတင်အချက်ပြလိုက်တာလားဒီနေ့ documentary မှာအဲ့ဒီမေခွန်းရဲ့အဖြေကိုနောက်ခံသမိုင်းနဲ့အတူလေ့လာသွားပါမယ်အီရန်နိုင်ငံပိုင် Fars သတင်းဌာနမှာအနုမြူပုံတီဆောက်ရုံကလွဲပြီးရွေးချယ်စရာမရှိဆိုတဲ့ခေါင်းစဉ်နဲ့စောင်းပါးတစ်ပုဒ်ထုတ်ပြန်ခဲ့ပါတယ်။ Fars သတင်းဌာနဟာအစ္စလမ်တော်လှန်ရေးအစောင့်တပ် IRGC နဲ့နှိစက်တဲ့မီဒီယာတစ်ခုအဖြစ်လူသိများပါတယ်။ဆောင်းပါးထဲမှာအီရန်အနေနဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ဆိုရင်အမေရိကန်နဲ့အစ္စရေးလိုအနုမြူလက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေနဲ့အင်အားချိန်ခွင်ရှာညီမျှအောင် nuclear deterrence ရှိရမယ်လို့ဖော်ပြထားပါတယ်။ nuclear deterrence ဆိုတာကတော့အနုမြူလက်နက်ကိုစစ်တိုက်ဖို့မဟုတ်ပဲရန်သူဘက်ကတိုက်ခိုက်ဖို့စဉ်းစားရခဲ့အောင်တားဆီးနိုင်တဲ့စွမ်းရည်ကိုဆိုလိုတာဖြစ်ပါတယ်။ဆောင်းပါးမှာ1980ပြည့်လွန်နှစ်များကတရုတ်နိုင်ငံရဲ့အတွေ့အကြုံကိုလည်းဥပမာပေးထားပါတယ်။အမေရိကန်ကတရုတ်ကိုနျူကလ িয়ার ချိန်ချောက်မှု2ကြိမ်ပြုလုပ်ခဲ့ပေမဲ့တရုတ်ကအနုမြူပုံတိဆောက်ပြီးနောက်မှသာဆွေးနွေးညှိနှိုင်းမှုတွေအမှန်တကယ်စတင်နိုင်ခဲ့တယ်လို့ရေးသားထားပါတယ်။ဒီထုတ်ပြန်ချက်ဟာမကြာသေးမီကအီရန်နဲ့အမေရိကန်တို့အကြားရရှိထားတဲ့နားလည်မှုနဲ့ဆန့်ကျင်နေတယ်လို့သုံးသပ်သူတွေကမြင်ကြပါတယ်။အဲ့ဒီသဘောတူညီချက်အရအီရန်ဟာနိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့စစ်ဆေးရေးအဖွဲ့တွေကိုနျူကလ িয়ার စက်ရုံတွေအတွင်းပြန်လည်ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့သဘောတူခဲ့ပါတယ်။ဒီချိန်တည်းမှာလည်းအနုမြူလက်နက်မတိဆောက်ဘူးလို့ထပ်မံကြေညာပြုထားပါတယ်။ဒါပေမဲ့ IAEA အကြီးအကဲ Rafael Grossi ကတော့ရည်ရွယ်ချက်ကိုပြောတာနဲ့မလုံလောက်ဘူးစစ်ဆေးအတည်ပြုနိုင်တဲ့ရန်ရာအပြည့်စုံရှိဖို့လိုတယ်လို့သတိပေးထားပါတယ်။အခုချိန်ထိတော့ IAEA ဟာ2025ခုနှစ်တိုက်ခိုက်ခံခဲ့ရတဲ့နျူကလ িয়ার စက်ရုံတချို့ကိုအပြည့်အဝစစ်ဆေးခွင့်မရသေးပါဘူး။ဒါ့အပြင်အီရန်ကတန့်စင်ထားတဲ့ယူနေယမ်တူလောင်ပမာဏဘယ်လောက်ကျန်ရှိနေတယ်လဲဆိုတာကိုလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။စိတ်ဝင်စားစရာကောင်းတာက Fars သတင်းဌာနရဲ့စောင်းပါနဲ့အတူအီရန်အစိုးရရဲ့တရားဝင်ပြောရေးဆိုခွင့်ရှိသူကတော့မတူညီတဲ့အတန်ကိုထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ismail Baghei ကအီရန်ရဲ့စစ်စွမ်းရည်ဟာနိုင်ငံကိုကာကွယ်ဖို့နဲ့ဒေသတွင်းတည်ငြိမ်ရေးကိုထိန်းသိမ်းဖို့ရည်ရွယ်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တစ်ဖက်မှာလည်းပင်လယ်ကွေ့နိုင်ငံတချို့ကိုအီရန်အပေါ်ရန်လိုမှုမှာပါဝင်နေတယ်လို့ဆွဆွဲခဲ့တယ်လို့အစ္စရေးရဲ့အနုမြူလက်နက်ပိုင်ဆိုင်မှုအပေါ်တိတ်ဆိတ်နေကြတယ်လို့လည်းဝေဖန်ခဲ့ပါတယ်။ဒါဆိုရင် IRGC နဲ့နှိစက်တဲ့မီဒီယာကဘာကြောင့်အခုလိုပြင်းထန်တဲ့သတင်းစကားထုတ်လိုက်တာလဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာဘလို့စတင်ခဲ့တာလဲအမေရိကန်နဲ့အီရန်ဟာဘာကြောင့်နှစ်ပေါင်းများစွာအငင်းပွားနေကြတာလဲအဲ့ဒီမိခွန်းတွေကိုတော့နောက်အပိုင်းမှာအသေးစိတ်ဆက်လက်လေ့လာသွားပါမယ်အီရန်အနုမြူပုံတိဆောက်တော့မလားအီရန်နျူကလ িয়ার အစီအစဉ်ဘလို့စတင်ခဲ့တယ်လဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုပြောမယ်ဆိုရင်လူအများထင်ထားသလိုအစ္စလာမစ်တော်လှန်ရေးပြီးမှစခဲ့တာမဟုတ်ပါဘူး1950ပြည့်လွန်နှစ်တွေမှာအမေရိကန်သမ္မတ Dwight Eisenhower ရဲ့ Atom for Peace အစီအစဉ်အောက်မှာအီရန်ဟာငြိမ်းချမ်းရေးအတွက်နျူကလ িয়ার နည်းပညာစတင်ရရှိခဲ့ပါတယ်အဲ့ဒီအချိန်ကအီရန်ကိုအုပ်ချုပ်နေသူကရှာမိုဟာမက်ရေဇာဖလာဗီဖြစ်ပြီးအမေရိကန်ရဲ့အဓိကမဟာမိတ်နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။အီရန်ဟာလျှစ်စစ်တပ်အားထုတ်လုပ်ရေးဆေးဘက်ဆိုင်ရာနဲ့
သိပ္ပံသုတေသနအတွက်နျူကလ িয়ার စွမ်းအင်ကိုဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးဖြစ်ပွားပြီးနောက်အမေရိကန်နဲ့အီရန်စစ်ဆိုင်ရေးဟာလုံးဝပြောင်းလဲသွားပါတယ်။တော်လှန်ရေးပြီးနောက်အမေရိကန်ကအီရန်အပေါ်စီးပွားရေးပိတ်ဆို့မှုတွေဆက်တိုက်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာနိုင်ငံတကာရဲ့တန်တရားကိုခံလာရပါတယ်။အီရန်ဘက်ကတော့ကျွန်တော်တို့ရဲ့နျူကလ িয়ার အစီအစဉ်ဟာငြိမ်းချမ်းရေးအတွက်သာဖြစ်တယ်လို့အမြဲပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ယူရေနီယမ်တပ်ဆင်မှုအဆင့်တွေမြင့်တက်လာတာလျှို့ဝှက်စက်ရုံတွေတွေ့ရှိလာတာ IAEA ရဲ့စိုးရိမ်မှုတွေတိုးလာတာကြောင့်အနောက်နိုင်ငံတွေကတော့အီရန်ဟာအနုမြူလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ကိုရောက်ဖို့စ조사နေတယ်လို့တန်တရားရှိလာကြပါတယ်။2015ခုနှစ်မှာတော့နှစ်ပေါင်းများစွာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီးနောက် JCPOA လို့လူသိများတဲ့ Joint Comprehensive Plan of Action သဘောတူညီချက်ကိုရရှိခဲ့ပါတယ်။ဒီသဘောတူညီချက်အရအီရန်ဟာယူရေနီယမ်တပ်ဆင်မှုကိုကန့်သတ်မယ် IAEA ကိုအပြည့်အဝစစ်ဆေးခွင့်ပေးမယ်အနုမြူလက်နဲ့မတိဆောက်ဘူးလို့ကြေညာပြုခဲ့ပါတယ်။အပြန်အလှန်အနေနဲ့အမေရိကန်နဲ့ဥရောပနိုင်ငံတွေကစီးပွားရေးပိတ်ဆို့မှုတချို့ကိုရှော့ပေါ့ပေးခဲ့ပါတယ်။စီးပွားရေးပိတ်ဆို့မှုတချို့ကိုရှော့ပေါ့ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကတော့ကမ္ဘာကြီးဟာအီရန်နဲ့အနောက်နိုင်ငံတွေကြားတင်းမာမှုလျော့ကျလာပြီလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့2018ခုနှစ်မှာသမ္မတဒေါ်နယ်ထရမ့်က JCPOA သဘောတူညီချက်ကနေအမေရိကန်ကိုနှုတ်ထွက်စေခဲ့ပါတယ်။ ထရမ့်အစိုးရကဒီသဘောတူညီချက်ဟာအီရန်ကိုလုံလောက်တဲ့ကန့်သက်ချက်မထားနိုင်ဘူးလို့ဝေဖန်ခဲ့ပါတယ်။အဲဒီနောက် maximum pressure လို့ခေါ်တဲ့စီးပွားရေးဖိအားပေးမှုကိုပြန်လည်စတင်ခဲ့ပါတယ်။အီရန်ဘက်ကလည်း JCPOA ကန့်သက်ချက်တွေကိုတဖြည်းဖြည်းလျှော့ပေါ့လိုက်ပြီးယူရေနီယမ်တန့်စင်မှုအဆင့်ကိုမြင့်တင်လာခဲ့ပါတယ်။အဲဒီချိန်ကစပြီးအီရန်နဲ့အမေရိကန်ကြားယုံကြည်မှုဟာအကြီးအကျယ်ကျဆင်းသွားခဲ့ပါတယ်။ဒီနေ့ IRGC နဲ့နှိစက်တဲ့မီဒီယာကအီရန်မှာအနုမြူပုံတိဆောက်ရမယ်လို့ထုတ်ပြန်လာတာဟာနှစ်ပေါင်းများစွာစုဆောင်းလာခဲ့တဲ့မယုံကြည်မှုစီးပွားရေးပိတ်ဆို့မှုဒေသတွင်လုံခြုံရေးစိုးရိမ်မှုတွေရဲ့နောက်ဆက်တွဲလို့သုံးသပ်သူတွေကမြင်နေကြပါတယ်။ဒါပေမဲ့ဒီအမြင်ဟာ IRGC နဲ့နှိစက်တဲ့မီဒီယာတစ်ခုရဲ့ယက်တီချက်ဖြစ်ပြီးအီရန်အစိုးရကအနုမြူလက်နက်တိဆောက်မယ်လို့တရားဝင်ကြေညာထားခြင်းတော့မဟုတ်သေးပါဘူး။ဒါဆိုရင်အီရန်သားအမှန်တကယ်အနုမြူပုံပိုင်ဆိုင်လာခဲ့ရင်အရှိလေပိုင်းမှာဘာတွေဖြစ်လာနိုင်မလဲ။အမေရိကန်၊အစ္စရေးနဲ့ကမ္ဘာကြီးကဘယ်လိုတုံ့ပြန်နိုင်မလဲ။အဲ့ဒီအကြောင်းကိုတော့ပတ်ထရီမှာဆက်လက်လေ့လာသွားပါမယ်။အီရန်အနုမြူပုံတိဆောက်တော့မလား။ပတ်ထရီအီရန်သားအနုမြူပုံပိုင်ဆိုင်လာခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲ။အကယ်၍အီရန်ဟာတနေ့နေ့မှာအနုမြူလက်နဲ့ပိုင်ဆိုင်လာခဲ့တယ်ဆိုရင်အရှိအလေပိုင်းရဲ့လုံခြုံရေးအခြေအနေဟာအရင်ကလိုမရှိတော့ဘူးလို့ကျွမ်းကျင်သူအများကသုံးသပ်ကြပါတယ်။အစ္စရေးဟာအီရန်ကို၎င်းရဲ့အဓိကလုံခြုံရေးချိန်ချောက်မှုအဖြစ်နှစ်ပေါင်းများစွာသတ်မှတ်ထားပါတယ်။ဒါကြောင့်အီရန်ကအနုမြူလက်နဲ့တိဆောက်နေတယ်လို့ယုံကြည်ရလောက်တဲ့အထောက်အထားတွေပေါ်ပေါက်လာမယ်ဆိုရင်အစ္စရေးကတန်တမာရေးစီးပွားရေးသို့မဟုတ်စစ်ရေးနီလမ်းများအပါအဝင်ရွေးချယ်စရာအမျိုးမျိုးကိုစဉ်းစားနိုင်တယ်လို့လေ့လာသူတွေကခန့်မှန်းကြပါတယ်။အမေရိကန်အတွက်လည်းဒီကိစ္စဟာဒေသတွင်းမဟာဗျူဟာကိုပြန်လည်တွက်ချက်ရမယ်အရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုစိုးရိမ်နေကြတာကအမေရိကန်နဲ့အစ္စရေးတင်မဟုတ်ပါဘူး။ပင်လယ်ကွေ့ဒေသရှိဆော်ဒီအာရေဗျ၊ UAE နဲ့အခြားနိုင်ငံတွေကလည်းအနီးကပ်စောင့်ကြည့်နေကြပါတယ်။သုံးသက်သူအချို့ကတော့အီရန်သားအနုမြူလက်နက်ပိုင်ဆိုင်လာခဲ့ရင်ဒေသတွင်းမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုအသစ်တစ်ခုပေါ်ပေါက်လာနိုင်တယ်လို့သတိပေးကြပါတယ်။တစ်ဖက်မှာလည်းအချို့ကျွမ်းကျင်သူတွေကတော့nuclear deterrence ဟာစစ်ဖြစ်နိုင်ခြေကိုရှော့ချနိုင်တဲ့အချက်တစ်ခုဖြစ်နိုင်တယ်လို့ရှုမြင်ကြပါတယ်။ဒီအမြင်နှစ်ခုကြားကကွာခြားချက်ဟာယနေ့ထိနိုင်ငံတကာလုံခြုံရေးဆိုင်ရာဆွေးနွေးမှုတွေမှာအငင်းပွားစရာဖြစ်နေသေးပါ။ဒီအခြေအနေမှာနိုင်ငံတကာအနုမြူစွမ်းအင် Agency IAEA ရဲ့အခမ်းကဏ္ဍဟာပိုပြီးအရေးကြီးလာပါတယ်။ IAEA ရဲ့အဓိကတာဝန်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ဟာငြိမ်းချမ်းရေးရည်ရွယ်ချက်နဲ့သာဆောင်ရွက်နေကြောင်းအတည်ပြုနိုင်ဖို့ဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အီရန်အစိုးရကအနုမြူလက်နက်တိဆောက်ဖို့ရည်ရွယ်ထားတာမဟုတ်ကြောင်းပြောဆိုထားပေမဲ့ IAEA ကတော့စကလုံးတစ်ခုတည်းထက်လက်တွေ့စစ်ဆေးနိုင်တဲ့အထောက်အထားတွေလိုအပ်တယ်လို့အလေးပေးပြောထားပါတယ်။ဒါကြောင့်စစ်ဆေးရေး
ပွင့်လင်းမြင်သာမှုနဲ့တန်တမာရေးဆွေးနွေးမှုတွေဟာအခုချိန်မှာအရေးကြီးဆုံးနည်းလမ်းတွေအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ IRGC နဲ့နှီးစပ်တဲ့မီဒီယာရဲ့အီရန်မှာအနုမျိုးပုံတိဆောက်ဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့ဘူးဆိုတဲ့စောင်းပါးဟာအီရန်အတွင်းမှာရှိနေတဲ့လုံခြုံရေးအမြင်တရက်ကိုထင်ဟပ်စေနိုင်ပါတယ်။သို့တော်ဒီစောင်းပါးဟာအီရန်အစိုးရရဲ့တရားဝင်မူဝါဒအဖြစ်ကြေညာထားတာတော့မဟုတ်သေးပါဘူး။တစ်ဖက်မှာအီရန်က IAEA နဲ့ဆက်လက်ပူးပေါင်းဖို့ပြောထားသလိုတစ်ဖက်မှာလည်းဒေသတွင်းစစ်ရေးတင်းမာမှုတွေဆက်ရှိနေပါတယ်။အနာဂတ်မှာဒီပြဿနာကိုတန်တမာရေးဆွေးနွေးမှုတွေနဲ့ဖြေရှင်းနိုင်မလားဒါမှမဟုတ်ပြိပခအသစ်တစ်ခုစီဥတီသွားမလားဆိုတာကိုတော့ကဘာတဝန်းကအနီးကပ်စောင့်ကြည့်နေကြပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ documentary ဟာလက်ရှိအခြေအနေကိုနားလည်နိုင်ဖို့ရည်ရွယ်ထားပြီးအခြေအနေတွေဟာအချိန်နဲ့မျှပြောင်းလဲနိုင်တာကြောင့်တရားဝင်သတင်းရင်းမြစ်များကိုဆက်လက်စောင့်ကြည့်ဖို့လည်းအရေးကြီးပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းနဲ့စစ်ရေးသုံးသပ်ချက် documentary တွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ကျေးဇူးတင်ပါတယ်ရှင်။